ခေါ်လိုက်ရတာမှာဟုတ်ပြီဆရာတော်ဒီနေ့မွေကြီး၄ကောင်တရားဟောမယ်လို့ပြောထားပါတယ်ပါဠိတန်ရုပ်ပါဠိတော်လာတဲ့အာတိဝီတောပမသုတ်တံအာတိဝီတဆိုတာမွေပေါ့ဥပမာဆိုတာနှိုင်းခိုင်းပြမွေကြီး၄ကောင်ဥပမာနှိုင်းခိုင်းပြီးတော့နိဗ္ဗာန်ရောက်ကြောင်းတရားမြတ်စွာဘုရားဟောကြားပါတယ်နော်အဲ့ဒီဟောကြားတဲ့မြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုဘုံဘုံကဘုရားကိုယ်စားဘုရားသားတော်ဖြစ်ပြီးအားလျော်စွာဟောပြောပါဖြစ်ပါတယ်ဘုံဘုံတို့ဘဝတန္တရာအနမတက်ကသုတ်တန်ဤလျှောက်ဖိုက်ဆွေမျိုးမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ရဲ့လို့မရှိဘူးတဲ့ဆွေမျိုးတော်ကြဘဝတန္တရာဒီဘဝဆွေမျိုးမတော်ပေမဲ့လို့ဟိုးအတိတ်ဘဝတွေကဘဝပေါင်းမြောက်များစွာကျင်လည်ခဲ့ရတော့ဆွေမျိုးတွေတော်ဆက်ကြတာတဲ့အခုလဲဘုံဘုံကကြိုင်မျောမျိုးရောက်လာဟိုးဘဝကမိဘဆွေမျိုးတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေနဲ့တခါလာတွေ့ရတယ်လို့အောင်းဝိတ်ပြီးတော့အလွန်ဝမ်းသာပါတယ်ခုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကိုဘုံဘုံကကျေးဇူးဆက်တဲ့အနေနဲ့မြတ်စွာဘုရားရဲ့တရားနိဗ္ဗာန်ရောက်ကြောင်းတရားဘုံဘုံတတ်သမျှမှတ်သမျှလေးဟောခဲ့ပါမယ်အဲ့လိုဟောတဲ့အခါဘုရားတရားကသီလသမာဓိပညာသိက္ခာ၃ပါးနဲ့တည်ထောင်ထားတဲ့တရားဖြစ်တဲ့အတွက်သီလအခုစင်ကြယ်ပြီးပြီသမာဓိရလေးနားထောင်ပြီးတော့ကြပညာပိုင်းကြတော့လေပညာလေးပါအောင်ဘုံဘုံကဟောပေးပါမယ်အဲလိုဘုရားသာသနာတော်နဲ့ကြုံတဲ့အခါသီလသမာဓိပညာမဂ္ဂင်၈ပါးတရားကျူးစာပြီးတော့ပွားလိုက်ရရင်ဒီဘဝစုဆောင်လိုက်ရရင်ဘဝတန္တရာနိဗ္ဗာန်ရသည့်အထိအကျိုးတွေပေးနိုင်တယ်တဲ့အဲဒါကြောင့်တဏှာကြီးလောက်ဘုံဘုံတဏှာကြီးသာသာလောက်ဟောပါမယ်အဲလောက်အတွင်းသမာဓိရလေးနဲ့ဘုရားတရားမြတ်စွာဘုရားတခင်ကြွပြီးတော့ဟောနေတယ်ဗမောဆရာတော်ဟောတယ်လို့မအောင်းမေးနဲ့မြတ်စွာဘုရားရဲ့တရားတော်ဗမောဆရာတော်ကကိုးစားဟောပေးတာပါအဲ့တော့ဗမောဆရာတော်ဟောတယ်လို့မအောင်မေးပဲနဲ့မြတ်စွာဘုရားတခင်ကြွပြီးတော့ဒုဥထိတ်တဲ့ကြွပြီးတော့ဟောနေတယ်လို့အောင်းမေးပြီးတော့သမာဓိရလေးနာပေါ့နော်ဧကံသမယံဘဂဝါကိုတံပိယံဝိဟရတိဧကံသမယံကာရဝ၌ဘဂဝါမြတ်စွာဘုရားသခင်သည်ကောတံပိယံကောတံပိမြို့၌ကျို့ပင်ဒီပေါ်များသည့်အဖြစ်ကြောင့်ကောတံပိမြည်တော်မြို့ဤအနီး၌ဂောတိတာရာမေဂောတိတာတထေဆောက်လုပ်ထားသောရွှေကျောင်းတော်ကြီး၌ဝိဟရတိတရင်သုံးနေထိုင်တော်မူ၏ဘုံဘုံတို့အိန္ဒိယပြည်ဂင်္ဂါမြစ်ဆိုတာရှိအဲဒီဂင်္ဂါမြစ်ကံဂင်္ဂါမြစ်ကံကောတံပြည်ဆိုတဲ့မြို့ဗမာပြည်လဲကျို့ပင်ကောက်မြို့ဆိုတာရှိကျို့ပင်တွေပေါ်တော့ကျို့ပင်ကောက်မြို့ကျို့ပင်ညကောက်ကြီးမှုလို့ပေါ့ဒီတော့ကျို့ပင်ဟာကောက်တယ်လို့မပါဘူးကောတံပြည်လို့ကုတံပတရာကျို့ပင်တွေဟောတယ်အဲ့ဒီကျို့ပင်တွေပေါ်များတဲ့မြို့မှုလို့ကောတံပြည်မြို့ကောတံပြည်မြို့မှာဂောတိတာဆိုတဲ့တထေးကြီးတယောက်ရှိသူကနေပြီးတော့မြတ်စွာဘုရားကြီးညိုတဲ့အတွက်ကြောင်းဆောင်ပြီးတော့လှူအဲဒီဂောတိတာယုံကြောင်းတော်ဘုရားသခင်တရင်သုံးနေထိုင်ခြင်းဒီတရားဒေသနာလေးဟောပါတိယထာပိဘိကဝေသတ္တရောအာတိဝိတာဥက္ကတေဇာဂောရာဝိတာ
ဘိခဝေတန္တရာဘေလာမီယေကိုမျောတွေးရှုညောင်းအိုသူတော်ကောင်းတို့ပိယထာပိဥပမာအားဖြင့်ဥက္ကတေကံထက်သောအစိတ်ရှိကြကုန်သောခောရဝိတံကျမ်းသောအစိတ်ရှိကြကုန်သောစတ္တရောအာတိဝိတာမွေကြီးလေးကောင်တို့သည်တန်တိရှိကြကုန်၏မွေကြီးလေးကောင်မြတ်စွာဘုရားသခင်ကမွေကြီးလေးကောင်ဥပမာထားလိုက်တယ်မွေကြီးဘယ်နှကောင်နဲ့တော့မွေကြီးလေးကောင်တကောင်ကကိုက်လိုက်မယ်ဆိုရင်တဲ့တကောင်ကကိုက်လိုက်ရင်ကဋ္ဌမုခာထင်းုံကြီးလို့တောင့်တင်ပြီးတော့သေးသွားတဲ့ကဋ္ဌမုခမွေလို့ခေါ်တယ်။ဒီကောင်ကတော့ကိုက်လိုက်မယ်ဆိုရင်ပုတ္တိမုခတကုံလုံးအကိုက်ခံတဲ့လူပုတ်ပြီးတော့မဲမှောင်းပြီးတော့သေးသွားနိုင်တယ်။နောက်တတိယအကောင်ကိုက်လိုက်မယ်ဆိုလို့ရှိရင်တော့အက္ခိမုခတကုံလုံးပူလောင်ချစ်ပြီးတော့သေးသွားနိုင်တယ်။စတုဒ္ဓအကောင်ကလိုက်မယ်ဆိုတော့အင်္ဂါချီလက်ကလေးတွေအပိုင်ပိုင်ပြပြီးတော့သေးသွားနိုင်တထမုခမွေတဲ့အဲ့ဒါလို့မွေကြီးဘယ်နှကောင်ရှိတယ်တော့၄ကောင်ရှိပါတယ်ဗျာမွေကြီး၄ကောင်ရှိတယ်တဲ့သာကောဣညာတရောပုရိသောဇီဝိတာကာမောအာမရိတုကာမောဒုက္ခကာဒုက္ခကာမောအာကိသေယအဲ့ဒီအချိန်မှာမွေကြီး၄ကောင်ဒီလိုရှိနေတဲ့အချိန်လူတယောက်လာတယ်တဲ့သူကချမ်းချမ်းသာသာနေခြင်းနဲ့ချမ်းချမ်းသာသာထိုင်ခြင်းနဲ့စင်စစ်ရဲရဲမနှစ်တဲ့ဘူးအဲ့ဒါလို့တကားတယောက်လူတယောက်ယောက်ျားတယောက်ရောက်လာတော့မင်းကြီးယောက်ျားတွေကပြောတဲ့ဣမေခောအမောပုရိတာသတ္တရောအာတိဝိတာဥက္ခတေဇာဂောရဝိတာအိုးအမောင်ယောက်ျားဟောဒီမွေကြီး၄ကောင်ကတော့အလွန်တရာမှအစိတ်ပြင်းတယ်အစိတ်ပြင်းထန်တယ်အစိတ်ထက်တယ်ဒီမွေကြီး၄ကောင်ကိုတင်သည်ကာလေနာကာလံဝုထာပေတာပါမွေကြီး၄ကောင်ကိုတခြားတလေမယ်မနဲ့ခင်းဆိုရင်နှိုးရမယ်အိယာကနှိုးရကာလေနာကာလံနာပေတာပါတော်တော်လေးနေမြင့်သွားတဲ့အခါရေချိုးပေးရမယ်ကာလေနာကာလံဘုံစီတာဘောဇေတာပါတော်တော်လေးမြင့်လာတော့စားအစာတွေကျွေးရကာလေနာကာလံတံဝေတိတပါညအိတ်ချိန်ကြတော့မချုပ်ထဲထက်လောင်ရည်နဲ့ထက်သွန်းရမယ်အလုတ်ကြီး၄ခုပေးတဲ့နော်မှန်ပါဗျာနှိုးဖို့အချိန်အလုတ်တလုတ်ပြီးတော့ရေချိုးဖို့အလုတ်တလုတ်အစာကျွေးဖို့အလုတ်တလုတ်နှောင်ရည်နဲ့ပြန်သွန်းဖို့အလုတ်တလုတ်အလုတ်ပဲနှလုတ်ပေးတယ်တော့၄လုတ်ပေးပါတယ်ဗျာအလုတ်ကြီး၄လုတ်ပေးရှိတော့ကဘယင်လေးလက်ထက်တော့ဒီလိုမွေးတဲ့အလေးအထားရှိတယ်အခုလည်းပဲဒုတိယကမ္ဘာစစ်တုန်းကဟစ်တလာတို့နာဇီတို့ဂျာမနီဘယင်တို့ဆိုရင်အဲ့ဒါလိုမွေးတဲ့အလေးရှိနော်မှန်ပါပါဗျာဘာလို့မွေးတယ်လဲဆိုတော့အကြောင်းမသိလို့ကိုသေရတော့မယ်စစ်ရှုံးပြီးသေရတော့မယ်ဆိုရင်သူများအတတ်တော့မသေးဘူးသူများတတ်လို့တော့မသေးဘူးကွာကိုယ့်အကူသေးမယ်ဆိုပြီးတော့ငွေကြိုက်ခံသေးပလိုက်တာတဲ့နော်မှန်ပါပါဗျာတချို့ကြတော့လဲ6လုံးကြီးတွေဘာတွေယူချ6လုံးနဲ့ကိုကိုပြစ်တတ်ပြလိုက်သေးလိုက်တာအဲ့ဒါလို့ကိုတချို့ကြအစိတ်တောက်သေးလိုက်ဒီလိုဘယင်စိတ်ဆိုတာအလွန်ထက်တယ်အဲ့တော့ဘယင်ကြီးကနေပြီးတော့အဲ့ဒီမွေကြီး၄ကောင်မွေးခိုင်းထားတာမွေးခိုင်းထားတော့အဲ့ဒီလူကိုအလုတ်ပေးတယ်မင်းတခါတလေမနဲ့စောစောအိယာကနှိုးရမယ်နည်းနည်းလေးနေမြင်လာလို့ရှိရင်ရေချိုးပေးရမယ်နောက်တော်တော်လေးကြာလို့ရှိရင်အစာကျွေးရမယ်နောက်ညကြာလို့ရှိရင်ပချုပ်ထဲပြန်သွင်းရမယ်အလုတ်လေးလုံးမင်းလုံးဒါပေမဲ့လို့မင်းသတိထားရမှာတော့
ငွေကြီးလေးကောင်เนี่ยတကောင်ကောင်စိတ်တူပြီးတော့မင်းကြိုက်လိုက်ရင်တော့သေမဲ့တာကြံမယ်တော့မသေးတော့မှသေလူမျိုးပါဖြစ်မယ်လို့မင်းချင်းယောက်ျားတွေကသူပြောတယ်ပြောတော့သူကလည်းပဲစဉ်းစားတယ်ပေါ့ငါတော့တကယ်ငွေကြီးတွေနဲ့အလုပ်လုပ်ရမှာခက်ပဲစိတ်ပြက်တို့မဲ့တငယ်ချင်းဒီဟာသတင်းကြားပြီးတော့ဟာတို့တငယ်ချင်းတော့ငွေကြီးလေးကောင်လှုပ်ကျွေးနေရတယ်ဆိုတော့လာမင်းဒီဥစ္စာမင်းကိုသေအောင်တက်တက်ကြံတာဒီငွေကြီးလေးကောင်ကျွေးမွေးမနေနဲ့မင်းထွက်တာပြေးกว่าဒီလိုပေါ့တိုက်တွန်းလိုက်တာမင်းထွက်ပြေးမှဒါလွတ်မှာပဲမထွက်ပြေးရင်တော့မင်းတနေ့တည်းငွေကြိုက်ခံရသေးမှာလိုဆိုတော့သူကလည်းစဉ်းစားဟုတ်တယ်ငါတငယ်ချင်းတွေပြောတာငါထွက်ပြေးမှပဲဆိုပြီးတော့ငွေကြီးလေးကောင်အိယာဝင်အိမ်မဲ့အချိန်တခါလဲပြေးတယ်သူကသဆုံပေါက်ပြီးတော့ပြေးတော့တချို့အိုင်နာရှိတဲ့သူ့ရန်သူတွေကဘယင်ကြီးစီသွားလျှောက်တယ်ပေါ့အရှင်မင်းကြီးဖေဟာမွေတွေကိုလှုပ်ကြွေးခိုင်းတဲ့ယောက်ျားထွက်ပြေးပါပြီဖေဟာထွက်ပြေးတယ်ဆိုရင်ရောဒီကောင်9ယောက်ကလိုက်တွေ့ရတင်ញိုင်ဓာမထိုင်းနဲ့တတ်စေဆိုပြီးတော့အမိန့်ချလူ9ယောက်ကသူ့ရန်သူတွေဆိုတော့လိုက်ပြီပေါ့လိုက်ကောင်ကလည်းပြေးနောက်ကလည်းပဲမွေကြီးလေးကောင်ကလိုက်ရန်သူ9ယောက်ကလည်းလိုက်ရန်သူတွေ2မျိုးပေါ့မွေကြီးလေးကောင်ရန်သူကြောက်ပြေးနောက်တခါရန်သူ9ယောက်ကလည်းပြေးလိုက်တော့ကုဏနွားကောင်ကဘယ်လိုလုပ်ပြီးတော့လွတ်နိုင်မှမလဲစဉ်းစားလိုနဲ့လှည့်ပတ်ပြေးရင်မှတာသူ့တငယ်ချင်းတွေကသွားပြောပြန်ရောတငယ်ချင်းမင်းဂယုဆိုင်တော့ခုနောက်တစ်ခုရန်သူတိုးနေပြန်ပြီဘယင်ကြီးကသူ့လူယောက်ျားတစ်ယောက်ကိုထည့်လိုက်တယ်ကောင်မနော်တန်လျက်ကိုပေးလိုက်တာတန်လျက်ပေးလိုက်ပြီးမင်းတွေ့ရတင်ញိုင်ခေါင်းဖြတ်တတ်မှာပဲလူကသူ့လူတဲ့မင်းကိုလူယုံသွင်းပြီးတော့အယုံသွင်းပြီးတော့တတ်မလို့လိုက်တာဒါမင်းဂယုဆိုင်မင်းပြေးပြီးတော့ဆိုတော့ဒီကောင်ကပြေးပြန်ရောပြေးတယ်သူ့ရန်သူတွေဘယ်နှယောက်ဖြစ်နေတော့မွေကြီး4ကောင်ရန်သူပြီးတော့လူတက်ယောက်ျား9ယောက်ရန်သူနောက်သူ့လျူ1ယောက်ရန်သူဘယ်နှယောက်ဖြစ်နေပြီတော့ရန်သူ3မျိုးဖြစ်နေပြီနော်ငွေကြီး4ကောင်ကလည်းတွေ့ရကြိုက်မှာသူလူသားတမ9ယောက်ကလည်းတွေ့ရတတ်မှာပဲနောက်သူလျူကလည်းတွေ့ရတတ်မယ်ဆိုပြီးတော့တန်လျက်ထမ်းလိုက်ပြေးလိုက်ထာကောဘိကဝေသောပုရိသောသုံညံကာမံဘဝိတေယသွားလိုက်တာရွာလေးတူရွာတွေ့တယ်သုံညံကာမံလူသူကင်းစိတ်တော်လူသူမရှိတဲ့ကာမံရွာလေးတူရွာကိုပတ္တေယမြင်တွေ့ရ၏ရွာလေးတူရွာတော့တွေ့ပြီငါဒီရွာထဲဝင်ပြီးတော့ပုတ်ဝရင်တော့ကြိုက်မှာပဲဆိုပြီးတော့ရွာတူရွာရွာလေးထဲဝင်ပြီးတော့ခုနကထွက်ပြေးတဲ့ကောင်ကကြည့်ဘယ်အိမ်မှလူမရှိဘူးတဲ့နော်အိမ်တိမ်ဝင်လိုက်သောပတိယသုံညံကာမံသုံညံကရံရွာကလည်းလူမရှိအိမ်နဲ့လူမရှိစားစရာတောက်စရာလေးများရှိမလားဆိုပြီးတော့မင်းအဲ့လိုလုပ်မနေနဲ့ခုဒီရွာထဲကိုဓမြ6ယောက်ဝင်လာတယ်မင်းနဲ့တွေ့ရင်တတ်လိမ့်မယ်မင်းပြေးပြီးတော့ကွာလို့ဆိုတော့ဓမြ6ယောက်ရန်တိုးလာအဲ့တော့မူကြီး4ကောင်ကလည်းသူ့နောက်လိုက်လူသားသမား9ယောက်ကလည်းသူ့နောက်လိုက်သူ့လျိုကလည်းလိုက်ခုတခါဘယ်သူကလိုက်ပြန်မလို့ဓမြ6ယောက်ကတခါလိုက်ပြန်တယ်ပြေးပြီသူလည်းပဲကြောက်လွန်းလို့ပေါ့ပြေးလိုက်တော့ဘာတွေ့တော့ဆိုတော့ပင်လေပြင်းကြီးသွားတွေ့တယ်ဘာတွေ့တယ်လို့ပင်လေပြင်းကြီးတွေ့ဟာပင်လေကြီးဟေးဒီကနေကြက်ခမီတို့ပဲလို့သွားတော့ပင်လေကြီးတွေ့သလိုပေါ့ကောင်ပင်လေကြီးသွားတွေ့တော့
ဘယ်နဲ့လို့ရပါမလို့ဒီဘက်ကနေရင်တော့သူနောက်ကလိုက်လာတဲ့ရန်သူတွေနဲ့သေမှာပဲရန်သူတွေအသက်ခံရမယ်ဟိုဘက်ကကိုရောက်အောင်ကူးနိုင်ရင်တော့လွတ်မယ်သူကဒီလိုသဘောပေါက်သွားတယ်အေးအဲ့တော့ဟိုဘက်ကရောက်အောင်ဘယ်နဲ့လို့ရပါမလဲဟိုဘက်ကရောက်အောင်သူဘယ်လိုကြံရမလဲဆိုတော့အနာနာရှိတဲ့တစ်တုံးလေးတွေဝါးလေးတွေကိုဖောင်ဖွဲ့ဖောင်လေးလုပ်ပြီးတော့အဲ့ဒီဖောင်ပေါ်တက်ပြီးတော့လက်တင်ချီတွေနဲ့တက်ဒီနဲ့လှော်ခတ်သွားရင်တော့ဟိုဘက်ရောက်တော့ကဲဥမာပြင်ဒီဘက်ကနေပြီးတော့ကြောက်ခမီရက်ခမီတို့ကလှော်ခတ်သွားလိုက်ဘလူးကျွန်းတို့ဘယ်လိုရောက်ဘလူးကျွန်းကနေပြီးတော့ဟိုအန္ဒမန်ကျွန်းရောက်ဟိုအန္ဒမန်ကျွန်းကနေဆက်သွားတီဟိုကျွန်းရောက်တီဟိုကနေပြီးတော့အိန္ဒိယရောက်တယ်လို့ပေါ့လေရားရဲမဲ့ကျွန်းလေးတွေကြော်ပြီးတော့ငါဟိုဘက်ကန်းကူးမယ်ဒါမှငါနောက်ကလိုက်လာတဲ့ရန်သူတွေဘေးမှာလွတ်မယ်လို့သူကစိတ်ကူးနေတာတိတ်ကြာရှည်မကူးနိုင်ဘူးနောက်ကရန်သူတွေကလိုက်လာမှီးသွားမှာဆိုလို့အဲ့တော့အနာရှိတဲ့တစ်တုံးဝါတစ်ခက်ဒီကိုစုပြီးတော့ဖောင်လေးဖွဲ့လိုက်ဘာလေးဖွဲ့လိုက်တော့ဖောင်ခွဲလိုက်တယ်အဲ့ဒီဖောင်လေးပေါ်သူတက်ပြီးတော့ကူးတယ်ကူးတာနေပြီးတော့တပြေးပြေးနောက်ကရန်သူတွေကလိုက်လာဆိုဟာကြာရှည်လုံးမဖြစ်ဘူးဆိုပြီးတော့ဒါကူးခတ်လိုက်တာဟိုဘက်ကန်းရောက်သွားဟိုဘက်ကန်းရောက်တော့မှကုန်းပေါ်တက်လိုက်တော့မလီကူးမှဒုက္ခအေးတော်တယ်တဲ့နော်အဲ့ဒါမြတ်စွာဘုရားကဥပမာကောမြာယံဘိခဝေအထတဝိညာပနာယဘိခဝေသန္တရာပိလာမီယေကိုမျှော်တွေးရှုညောင်းဩတုတော်ကောင်းတို့အထတဝိညာပနာယအနတ္တိဘေကိုသိစေခြင်းအကျိုးငှာဥပမာနိုင်ခိုင်ပွဲဥပမာကိုမယာငါဖျားသခင်ဤကတာပြုအပ်၏အယင်စေတာအထောအယံဤဆိုလတန်ဤကယထာဤနေရာ၌အထောအနတိဘေသည်ငါမြတ်စွာဘုရားသခင်ကငါဘုရားသခင်ဒါဥပမာပြောတာတဲ့အနတိဘေသိလွယ်အောင်လို့အခုဥပမေယပြောတော့မယ်တဲ့ဥပမာဒီမဲ့7ခုရှိတယ်လက်ချိုးရေးထားမအောင်တိဏ္ဏမကငွေကြီး၄កောင်တိဏ္ဏမကပါတယ်တော့ငွေကြီး၄កောင်ပါဗျာနှစ်ဏမကလူသားသမား9ယောက်ဟုတ်လားမှန်ပါဗျာသုံးဏမကသူလျိုယောက်ျား1ယောက်သုံးဏမကပါတယ်ဟုတ်သူလျိုယောက်ျားပါဗျာသူလျိုယောက်ျား1ယောက်လေးဏမကြတော့ရွာပြက်ကလေးတစ်ခုတဲ့လေးနာမကပါတော့ရွာပြက်ကလေးတစ်ခုငါးနာမကဓမြ6ယောက်တဲ့ဟုတ်လားငါးနာမကပါတယ်တော့ဓမြ6ယောက်နောက်6နာမကြတော့ပင်လေကြီးသွားတွေ့တယ်ပင်လေပြင်းကျဲကြီးတဲ့ဟုတ်ကလားမှန်ပါဗျာခုနှစ်နာမကြတော့ဒီဘက်ကန်းတဲ့ဘေးအန္တရာယ်ကြီးများတဲ့ဒီဘက်ကန်းရှင်းနာမကြတော့ဘေးအန္တရာယ်ကြီးကင်းဝေးတဲ့ဟိုဘက်ကန်းအေးချမ်းတဲ့ဟိုဘက်ကန်းရှင်းနာမကပါတယ်တော့ဘေးအန္တရာယ်ကြီးကင်းဝေးတဲ့ဟိုဘက်ကန်းလှမ်းမျောကြည့်ဟိုဘက်ကန်းတော့ဘေးအန္တရာယ်ကင်းတယ်နောက်ကိုးနာမကဖောင်လေးဖွဲလိုက်တယ်တဲ့ကိုးနာမကဘာတော့ဖောင်ဖွဲပါဗျာဖောင်လေးဒီနာရှိတဲ့တစ်တုံးဒီဝါးဒီတစ်ခက်ဒီစုပြီးတော့ဖောင်လေးဖွဲလိုက်ဆယ်နာမကြတော့လက်နဲ့ချီနဲ့ရက်ပြီးတော့တက်ကလေးနဲ့လှော်ခတ်သွားတယ်7နာမကြတော့ဟိုဘက်ကန်းရောက်နိဗ္ဗာန်ကြီးတော့ဟိုဘက်ကန်းရောက်မှာကွာနော်ဥပမာပဲနှစ်ခုတည်းတော့7ခုပါဗျာ7ခုအဲ့ဒါကိုဥပမေယအနေနဲ့မြတ်စွာဘုရားဆက်ဟောပါလိမ့်မယ်နော်မှန်ပါဗျာသတ္တရောအာတိဝိတာဥက္ကတိဇာဂောရဝိတာတိခောဘိခဝေစတုံနေတံမဟာဗုဒ္ဓနာအတိဝဇနံဘိခဝေတန္တရာဘေလာမီရေကိုမျှော်တွေးရှုညောင်းဩသူတော်ကောင်းတို့သတ္တဥက္ကတိဇာထေသောအစိတ်ရှိကြကုန်သောထေသောတကူရှိကြကုန်သောဂောရဝိတာကြံသောအစိတ်ရှိကြကုန်သောသတ္တရောအာတိဝိတာမွေကြီး၄កောင်ဆိုတဲ့အမည်ကတော့
စတုဏမဟာဗုဒ္ဓနာမဟာဗုဒ္ဓကြီး၄ပါးယုတ်တရားတို့ရဲ့အဒီဝဇနာအမည်ဖြစ်ပေတယ်မွေကြီး၄ကောင်ဆိုတာတကယ်မွေပြောတာမဟုတ်ဘူးတဲ့ပထဝီဓာအာဘောဓာတေဇောဓာဝါယောဓာမဟာဗုဒ္ဓကြီး၄ပါးယုတ်တရားရဲ့အမည်ဖြစ်တယ်တဲ့မွေကြီး၄ကောင်ဆိုတာဘာခေါ်တာလဲတော့မဟာဗုဒ္ဓ၄ပါးမြေရေလေမိဓာတ်ကြီး၄ပါးဟုတ်လားမှန်ပါဗျာအေးမြေရေလေမိဓာတ်ကြီး၄ပါးမြေဓာတ်များပြင်းထန်ပြီးတော့မြေဓာတ်ပြက်သွားပြီဆိုရင်ဟောလူတွေညောင်းညာကြိုက်ခဲပြီးတော့သေးသွားတာဗျာအဲ့ဒါပထဝီမြေဓာတ်ကြီးအကြိုက်ခံရလို့တဲ့ဟုတ်ကလားမှန်ပါဗျာမြေဓာတ်ပထဝီဓာတ်ပြက်သွားရင်ဘယ်လိုဖြစ်တယ်လဲတဲ့ညောင်းညာပြီးတော့ကြိုက်ခဲတယ်ဘယ်လိုဖြစ်တော့ညောင်းညာကြိုက်ခဲပါဗျာညောင်းညာကြိုက်ခဲရင်ဟာငါတော့ပထဝီမြေဓာတ်ပထဝီမူကြီးကြိုက်ပြီဟေးလို့အောင်းမေ့နော်အဲ့ဒီမူကြီးလည်းပဲကြောက်เสียကောင်းအိဋ္ဌဒုက္ခအနတ္တလို့ရှုရတယ်နော်မှန်ပါဗျာနောက်အာဘောဓမူကြီးဖြစ်ပြက်ပြီဆိုရင်လူတွေဝန်းနေလျှောအထက်လမ်းအောက်သွားဖြစ်ပြီးတော့သေးတယ်မဟုတ်လားမှန်ပါဗျာအာဘောဓမူကြီးကြိုက်ခံရတာတဲ့အဲ့ဒါမြေရေနော်ပြီးတော့ကြလေဓာဝါယောဓာမူကြီးအကြိုက်ခံရပြီဆိုတချို့လေဖြတ်လို့သေးတယ်လို့ကြားဘူးတယ်မဟုတ်လားကြားဘူးပါဗျာအေးအဲ့ဒါလေတွေပြတ်သွားတာလေဖြတ်လို့သေးတာဆိုတာဝါယောဓာမူကြီးအကြိုက်ခံရတာတဲ့နော်အေးတိဇောဓာမူကြီးအကြိုက်ခံရဆိုတာသွားမြန်သူ့ကိုင်းကြည့်လိုက်ပူချင်လို့နဖူးဒီများကိုင်းလိုက်ပူလောင်လို့နော်အဲ့ဒါလိုပူလောင်ပြီးတော့အပြင်းဖြားပြီးတော့သေသွားတာတိဇောဓာမူကြီးအကြိုက်ခံရတာတဲ့နော်အေးအဲ့ဒါလိုမူကြီး၄ကောင်ဆိုတာတကယ်မူပြောတာမဟုတ်ဘူးမြေရေလေမိဆိုတဲ့မဟာဗုဒ္ဓဓာတ်ကြီး၄ပါးပြောတာသဘောပေါက်ပြီနော်အေးမြေရေလေမိမြေရေလေမိဓာတ်ကြီးလေးတွေမွေလေးစဉ်လို့မယွန်းမှတ်လေခန္ဓာငါးရာလူသားကောင်းနေဖြစ်ပြမှုရှုကလွတ်နိုင်ပြီမိကြီးနေမိဝေးထားတဲ့စာရွက်ကလေးတွေရတယ်မို့လားရပါတယ်ဗျာအေးအဲ့ထဲမှာလင်္ကာလေးစီထားတယ်ဘုံဘုံကနော်မှန်ပါဗျာအေးမြတ်စွာဘုရားဥပမာ17ချက်လောက်တာပထမအချက်မူကြီး၄ကောင်ဥပမာပြီးပြီနောက်ထပ်လူသားသမား9ယောက်ဘာလဲဖျားလို့မေးဝယ်ရှိလို့မြတ်စွာဘုရားကသင်္သဝရကသစ္စာတိကာတိကောဘိခဝေသင်္သနေတံဥပါဒါနေခန္ဓာနာအဓိဝဆနာဘိခဝေတန္တရာဘေလာမီကိုမျှော်တွေးရှုညောင်းဩသူတော်ကောင်းတို့သင်္သဝရကသစ္စာတိကာတိလူသားသမား9ယောက်ယန္တု9ယောက်ဆိုတဲ့အမိကတော့ပင်စနာ5ပါးကုန်သောဥပါဒါနဲ့ခန္ဓာနံဥပါဒါနဲ့ခန္ဓာတေယုတ်တရားနံတရားတို့ရဲ့အတိဝဆနာအမည်ဖြစ်ပေတယ်ဥပါဒါနဲ့ခန္ဓာရူပခန္ဓာဝေရณะခန္ဓာသင်ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာပဲနှပါတော့အေးခန္ဓာ5ပါးရှိရင်သိတာပဲတဲ့လူဟာဒီခန္ဓာ5ပါးရှိရတာနဲ့မသိတဲ့ပုဂ္ဂိုလ်လို့ရှိပါမလားမရှိပါဗျာမရှိဘူးတချို့ကခန္ဓာတစ်ပါးရှိတယ်ဥပမာအဖြစ်အတ္တညတဗြဟ္မာဆိုတာယုတ်ခန္ဓာကြီးတစ်ပါးရှိပြီးတော့အရူပဝဆရဗြဟ္မာဆိုတာနာမ်ခန္ဓာ၄ပါးပဲရှိနော်ဒီကြံတဲ့ပုဂ္ဂိုလ်26ပုံပဲရှိတဲ့တတ္တဝါတွေကတော့ခန္ဓာ5ပါးရှိခန္ဓာတစ်ပါးရှိလည်းပဲသိတာပဲခန္ဓာ၄ပါးရှိလည်းသိခန္ဓာ5ပါးရှိလည်းသိခန္ဓာရှိရင်သိတာရှိတော့တာပဲတဲ့ဒီကောင်တွေကအဲ့ဒီခန္ဓာတွေကလူတ္တမ9ယောက်တဲ့နော်အေးအဲ့ဒါလိုက်ဆိုကြည့်တာမအောင်မြေရေလေမိဓာတ်ကြီးလေးတွေမြေရေလေမိဓာတ်ကြီးလေးတွေမွေလေးစဉ်လို့မယွန်းမှတ်လေမွေလေးစဉ်လို့မယွန်းမှတ်လေခန္ဓာ9ရာလူသားကောင်းတွေခန္ဓာ9ရာလူသားကောင်းတွေ
ဖြစ်ပြမှုရှုကလွတ်နိုင်ပေဖြစ်ပြမှုရှုကလွတ်နိုင်ပေမြေရည်လေးမိဓာတ်ကြီးလေးတွေမြေရည်လေးမိဓာတ်ကြီးလေးတွေမွေလေးစဉ်လို့မယွန်းမှတ်လေမွေလေးစဉ်လို့မယွန်းမှတ်လေခန္ဓာငါးရာလူသားကောင်းနေခန္ဓာငါးရာလူသားကောင်းတွေဖြစ်ပြမှုရှုကလွတ်နိုင်ပေဖြစ်ပြမှုရှုကလွတ်နိုင်ပေအဲ့ဒီလူသားသမား9ယောက်ကလွတ်အောင်ဆိုရင်အဖြစ်အပျက်အနိစ္စဒုက္ခအနတ္တရှုရတယ်တဲ့လွတ်အောင်မလုပ်ရမှာတော့အနိစ္စဒုက္ခအနတ္တဖြစ်အပျက်ရှုဟုတ်ကလားမှန်ပါဗျာခုမွေလေးစဉ်သိပြီမွေလေးစဉ်ဆိုတာဓာတ်ကြီး၄ပါးမြေရည်လေးမိဓာတ်ကြီး၄ပါးလူသားသမား9ယောက်ဆိုတာခန္ဓာ5ပါးသူလျိုလူသားသမားဆိုတာကဘယ်သူလဲဖျားလို့မွေးွယ်ရှိလို့မြတ်စွာဘုရားကသတ္ထောအန္တရာစရောဝတကောဥခိတာတိကောတိခောဘေခဝေနန္ဒီရာဂတိတံအတိဝဇနာ6ယောက်မြောက်အတွင်းသူလျိုဆိုတဲ့နာမည်ကတော့နန္ဒီရာဂဆိုတဲ့လောဘတဏှာရဲ့အမည်ဖြစ်ပေတယ်အတွင်းသူလျိုဆိုတာဘယ်လိုပြောတာတော့နန္ဒီရာဂလောဘတဏှာပါလောဘတဏှာပြောတာတဲ့လောဘတဏှာကြီးတယ်ဆိုရင်အတွင်းကနေကိုယ်ပြန်တတ်တာတဲ့အတွင်းသူလျိုခေါ်တယ်လောဘတဏှာမကြီးရဘူးနော်မှန်ပါဗျာဘုံဘုံတို့မန္တလေးရောက်ခါသားတော့မန္တလေး1312ခုနှစ်ရောက်တယ်ဖရာကြီးတိုက်နေရာကြောင်းနေကိုရင်ကြီးဇဝနာတဲ့သူနဲ့အတူနေသူကကိုရင်ကြီးဘုံဘုံတို့ကတော့ဥစဉ်ပေါ့2ဝါပဲရပါပြီတဲ့အဲ့လိုအတူနေတော့သူကကလေးမလေးတယောက်ချစ်တယ်မင်းအဲ့လိုမလုပ်နဲ့ဆိုမရဘူးသူကလိုက်ပြီးတော့စကားပြောနောက်ပိုင်းကျတော့စာပေးတယ်သူကစာပြီးတော့ကလေးမလေးကလည်းပဲသူ့မချစ်ပါဘူးသူ့မချစ်လို့မလို့ကိုရင်ကိုမချစ်ဘူးဘယ်တော့မှမယူဘူးလားလည်းမပေးနဲ့စာတယ်ဟောဒီမဲ့ကြည်ဆိုပြီးတော့ရှေ့တင်ဖျက်ဆုပ်ပြီးတော့စာရီလွတ်ပလိုက်အဲ့တော့ तू ကစိတ်ပြက်တယ်ဩငါချစ်တဲ့ကလေးမလေးမရရင်လောကလူပေါင်းမနေတိုက်ပါဘူးမနေကျင်တော့သေမယ်ဆိုတဲ့ပြီးတော့မိယထာကြီးလဲလာဟောရှိရနေပြီးတော့တုံလဲခိုင်းတာအပိုင်ပိုင်ပြသေးပါရောဗျာနော်အဲ့ဒီဥစ္စာကအတွန်းသူလျိုတဲ့ဒီကိုအတွန်းမဲ့ရှိတဲ့လောဘတဏှာကကိုပြန်တတ်တာဟုတ်ကဲ့မို့လားမှန်ပါဗျာသူများကတတ်တာမဟုတ်ဘူးတကယ်ဆိုရင်သူမချစ်ဘူးဆိုရင်လည်းပဲဒီတယောက်မချစ်ရင်လည်းဒီပြင်တယောက်ချစ်လိမ့်အောင်မပေါ့သူကအဲ့လိုမအောင်ဘူးဟုတ်လားမှန်ပါဗျာဒီတယောက်မှမရရင်မနေတော့ဘူးလူပြည်မနေတော့ဘူးဆိုကိုတတ်သေးပလိုက်တာသူကနော်အဲ့ဒါ6ယောက်မြောက်အတွန်းသူလျိုဆိုတာနန္ဒီရာဂလောဘတဏှာကိုခေါ်တယ်နော်သူလျိုလူသားတိမဆရာနန္ဒီရာဂလောဘတဏှာနန္ဒီရာဂလောဘတဏှာအတွင်းအာယတနာ6ဝဓမ္မရွာပြကြီးအပြီးမှတ်လိုက်ပါအတွင်းအာယရဏ6ပါးတဲ့မျက်စိနားနှာခေါင်းရှာကိုယ်စိတ်ပါဠိလိုဆိုတော့သက္ခုသောတာဂာနဇိဝါကာယမနာဗမာလိုဆိုတော့မျက်စိနားနှာခေါင်းရှာကိုယ်စိတ်ဆိုတာမှာမျက်စိနှာခေါင်းရှာကိုယ်စိတ်ပါဗျာမျက်စိနားနှာခေါင်းရှာကိုယ်စိတ်တစ်ခေါက်ဆိုပါဦးမျက်စိနားနှာခေါင်းရှာကိုယ်စိတ်အဲ့ဒါရွာပြက်ကလေး6အိမ်နဲ့ရှိတဲ့ရွာပြက်ကလေးခေါ်တယ်တဲ့နော်မှန်ပါဗျာနန္ဒီရာဂလောဘတဏှာသူလျိုလူသားတိမဆရာနန္ဒီရာဂလောဘတဏှာအတွင်းအာယတနာ6ဝဓမ္မရွာပြည့်ကြီးအပြီးမှတ်လိုက်ပါကဲဆိုကြည့်ပါဦး
သူလျို လူလျိုလူသာတိမစရာဆိုပါဦး သူလျိုလူသာတိ တိမ မ စရာနန္ဒီရာဂလောဘတဏ အန္တိရာဂလောဘတဏ အတွင်းအာယတနာ6ဝဓမ္မ တွင်အာယရဏ6ဝါဓမ္မ ရွာပြည့်ကြီးအပြီးမှတ်လိုက်ပါ ပြည့်ကြီးအပြီးမှတ်လိုက်ပါ အေးသူသွားတာ6အိမ်နဲ့ရှိတဲ့ရွာပြည့်ကလေးရောင်ရွာပြည့်ကလေးဥပမာတော့သိပြီဗျာဘယ်နဲ့ကြောင့်လဲဆိုတော့ तू ကမြတ်စွာဘုရားကဒီရွာလူတယောက်ကမျက်လုံးတစ်လုံးထုတ်တယ်ပေါ့လူတွေကောင်ကမျက်လုံးပဲဖြစ်ဖြစ်လူရှင်ကမျက်လုံးပဲဖြစ်ဖြစ်အဲ့ဒီမျက်လုံးကိုဓာလေးနဲ့အစိတ်စိတ်ကြက်သွန်လှီးသလိုလှီးပြီးတော့ကြည့်အဲ့ဒီမျက်လုံးနဲ့မဲ့ရွှေငွေကြောက်တံပရမအနှစ်သာရတွေပါရဲ့လားအေးအနှစ်သာရမရှိဘူးတဲ့ဘာမှမရှိတဲ့ရွာလေးလို့လူမရှိတဲ့ရွာပစ္စည်းမရှိတဲ့ရွာလို့ဒီမျက်လုံးနဲ့မဲ့အနှစ်သာရမရှိဘူးနာကိုကနရွက်တွေလှီးတယ်ပြီးတော့ဓာလေးနဲ့နှုတ်ဆင်းကြည့်နေရွယ်ထဲမဲ့ရွှေငွေကြောက်တံပရမအနှစ်သာရတွေပါရဲ့လားအေးနားရင်လည်းပဲအနှစ်သာရမရှိအဲ့ဒါလည်းပဲရွာပြက်ကလေးလို့လူသူမရှိတဲ့ရွာလေးလို့အနှစ်သာရမရှိတဲ့ရွာတရားတွေနှာခေါင်းလည်းနှာခေါင်းလှီးတယ်ပြီးတော့တောက်ဆင်းဒီထဲအနှစ်သာရရှာတွေ့ပါမလားမတွေ့ဘူးအဲ့ဒါနှာခေါင်းရှာကြီးဖြတ်ပြီးတော့အနှစ်သာရရှာတွေ့ပါမလားမတွေ့ဘူးဒီခန္ဓာကိုယ်ဒီကိုယ်လုံးကြီးကိုပဲနှုတ်ဓာတ်နဲ့ဆင်းပြီးတော့အထဲထဲကြည့်ရင်ကျင်ကြီးတွေကျင်ငယ်တွေသွေးတွေပြီးတွေပဲတွေ့မှာပဲဟုတ်ကလားဒီခန္ဓာကိုယ်ကြီးနှုတ်ဆင်းပြီးတော့ကြည့်လိုက်ရွှေတွေငွေတွေကြောက်တံပရမတွေတွေ့ပါမလားအေးအဲ့ဒါကိုရွာပြက်တုံညဂါမဘာမှအနှစ်သာရမှကင်းစိတ်တဲ့ရွာအဲ့ဒီတဘောတဲ့မြတ်စွာဘုရားကနော်တစ်ခေါက်ဆိုပါအောင်ကဲသူလျိုလူသာတိမစရာသူလျိုလူသာတိမစရာနန္ဒီရာဂလောဘတဏနန္ဒီရာဂလောဘတဏအတွင်းအာယတနာ6ဝဓမ္မအတွင်းအာယတနာ6ဝဓမ္မရွာပြည့်ကြီးအပြီးမှတ်လိုက်ပါရွာပြည့်ကြီးအပြီးမှတ်လိုက်ပါအေးရွာပြက်တော့သိပြီတခိုးဓမြ6ယောက်လာဝင်လာတယ်ဆိုတော့ဓမြ6ယောက်ဆိုတာဘာလဲဆိုတော့မြတ်စွာဘုရားကသောရာဂမကာတကာတိခောဘိခဝေသောရာဂမကာတကာတိခောဘိခဝေသန္နေတံဘာဟိရာဏံအာယတနာနာအတိဝဇနံအပြင်အာယရဏ6ပါးတဲ့ရူပါယုံတတ္ထာယုံကန္နာယုံရာတာယုံဖုဒ္ဓဘာယုံဓမ္မယုံဗမာလူဆိုရင်တော့အစင်းအတန်အနံအယတာအတွေ့အထိသဘောဟုတ်ကလားအဲ့ဒါအပြင်အာယရဏ6ပါးခေါ်တယ်တဲ့ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာရှိခုနကမျက်စိနားနှာခေါင်းရှားကိုယ်စိတ်ဆိုတာကတော့ခန္ဓာကိုယ်အတွင်းထဲရှိလို့အတွင်းအာယရဏလို့ခေါ်တယ်ရူပါယုံတတ္ထာယုံကန္နာယုံရာတာယုံဖုဒ္ဓဘာယုံဓမ္မယုံဒါတွေကတော့ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာရှိလို့ဘာခေါ်တဲ့တော့အပြင်အာယရဏလို့ခေါ်တယ်အပြင်အာယရဏ6ဝါဓမ္မဓမြတခိုးလူစုမှတ်ပါသူတို့ကြတော့မြတ်စွာဘုရားဓမြတခိုးတဲ့ဓမြတွေဆိုတာရွာထဲဝင်လာရွာထဲရှိတဲ့ချမ်းသာတဲ့လူတွေရိုက်နှက်ပုတ်ပြီးတော့ပစ္စည်းတွေယူသွားအဲ့ဒါလို့ဓမြတိုက်ကြဒီလိုပဲရူပါယုံတွေကလည်းပဲမျက်စိద్వාရမျက်စိပေါက်ကဝင်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့ရိုက်နှက်ပြီးတော့မီးရှို့သွားကြကိလေသာတွေဖြစ်အောင်လုပ်သွားကြဟုတ်ကလားရူပါယုံဟာဓမြနဲ့တူတယ်တဲ့ထို့အတူပဲတတ္ထာယုံကလည်းအတန်နေနားရဲဝင်လာပြီးတော့သူကလည်းဒီခန္ဓာကိုယ်ကြီးတဲ့မီးရှို့သွားတာကိလေသာအပူမီးတွေဖြစ်အောင်လုပ်သွားမီးရှို့သွားဓမြကြီးပဲတဲ့အတန်ကလည်းပဲနော်အေးအနတ်နေကဘယ်ကနေဝင်ရှို့မှာတော့
နှာခေါင်းကနေပြီးတော့ဝန်းရှုံမှာအရသာတွေကဘယ်ကနေပြီးတော့မီးရှို့မလို့ရှာကနေပြီးတော့ခန္ဓာကိုယ်ထဲဝင်ပြီးတော့မီးရှို့ကိလေသာတွေလောင်မြဲအောင်လုပ်ဖွတ်တပါယုံဟာဒီကိုယ်ကနေပြီးတော့မီးရှို့ပြီးတော့စိတ်ကူးတဲ့ဥစ္စာလေးကတော့ဓမ္မယုံနေရတွေကဓမ္မယုံတွေကမနောဆိုတဲ့ဘဝင်စိတ်ကလေးမနောဒွါရကနေပြီးတော့ဝင်ပြီးဒီခန္ဓာကိုယ်ထဲဝင်မီးရှို့ကိလေသာတွေဖြစ်အောင်လုပ်အဲ့ဒါကြောင့်ရူပါယုံသတ္တယုံကန္နာယုံရတယုံဖွတ်တပါယုံဓမ္မယုံဒီအာယုံ6ပါးအပြင်အာရဏ6ပါးကိုဓမြတခုလို့ခေါ်တယ်ဟုတ်လားအပြင်အာရဏ6ပါးဓမ္မဓမြတခုလူဆိုမှတ်ပါဓမြတခုဒီသဘောပေါက်ပြီနော်အေးအပြင်အာရဏ6ပါးဘုံဘုံတို့ပြောနေကြကိုရင်လေးအကြောင်းလေးပြောပြပါအောင်မယ်ကိုရင်လေးတစ်ပါးဒီဟိုကျွန်းကကိုရင်လေးပါအဲ့ဒီကိုရင်လေး16နှစ်19နှစ်သူဟာသူ့ဆရာတော်ကြီးဆွမ်းစားနေတော့ရက်ခတ်ပေးတဲ့ဆရာတော်ကြီးအိုက်နေတော့ဆိုမအိုက်အောင်ချင်းနေရင်နေလာလို့ရှိရင်လည်းရင်ကောင်းနေမနာအောင်အဲ့တော့သူကရက်ခတ်ပေးရင်စဉ်းစားကိုရင်ကြီးကနော်ငါတော့ငါအဖိုးငါဆရာတော်ကြီးလို့တက်တက်လုံးတော့မဝတ်နိုင်ဘူးငါကူရဟန်းခံကနီးပြီးရဟန်းလည်းမခံတော့ဘူးလူထွက်မယ်လူထွက်ပြီးတော့သူတို့ရွာထဲရှိတဲ့ကလေးမလေးတယောက်သူကချစ်တဲ့အဲ့ဒီကလေးမလေးယူမယ်ဆိုပြီးတော့စိတ်ကူးနေတာပေါ့စိတ်ကူးနေပြီးတော့ကဲကြာရှည်ဆိုင်လို့မဖြစ်ဘူးငါတော့ကြရဟန်းခံပြစ်လိုက်မယ်ဆိုပြီးတော့လူထွက်စိတ်ကူးနေတာနော်လူထွက်ပြီးတော့အဲ့ဒီကလေးမလေးနဲ့ယူအမေတို့အဖေတို့ကြီးကလဲတဲ့ကွက်တောင်းအဲ့ဒီလဲကွက်ကိုလှုပ်လိုက်တာအိုးလေတွေကကောင်းလိုက်တာတဲ့ရာကျော်စပါးတွေလူပေါ့တအေက100ကျော်ထွက်တော့သူကဝန်တာပြီးတော့အဲ့ဒီလဲရင်လေးပေါ့စီးဆွန်းရင်အားတွေချက်ဆွန်းအုပ်ကြီးတွေထဲပြီးတော့ဆရာတော်ကြီးသွားကြော့တဲ့သူသားလေးကလည်းတယောက်ရလို့သားလေးပါပြင်းလဲရင်လေးပေါ့သားမိသားဖ3ယောက်ပေါ့တွားပြီးတော့ဆရာတော်ကြီးကြော့ဆရာတော်ကြီးကစုတွေပါသေးပြီးတော့ပြန်လာစိတ်ကူးနေတာနော်စိတ်ကူးနေတာစိတ်ကူးနေရင်မှတာလောဘတွေဖြစ်နေတာပေါ့လောဘမူလစိတ်တွေဖြစ်နောက်လဲလေးကဒုံဆိုင်လိုက်တော့ကလေးကသူ့မိမလက်ထက်ကကလေးကလွတ်ကြပြီးတော့ဘိန်းနဲ့လဲဘိန်းနဲ့ညတ်သွားပါရောဗျာအမလီနင်းဒါလေးမှကလေးမှနိုင်အောင်မထိန်နိုင်ရမလားဆိုသူ့မိမနှကန်နဲ့3-4ချက်ဆက်ပြီးတော့ရိုက်ပြစ်တာတဲ့ရိုက်လိုက်တော့သူဆရာခေါင်းကိုရက်တောင်နဲ့3-4ချက်ခုံပြေးတာဖြစ်ပြီးတော့နော်အေးဒါစိတ်ကူးပုံလေးပြောတာပါနော်အပြင်အာရဏဒီကနေပြီးတော့ဒီခန္ဓာကိုယ်ရဲ့ဝင်လာဒီခန္ဓာကိုယ်ကြီးဒုက္ခပေးတာတဲ့ကိလေသာမီးတွေလောဘမီးဒေါသမီးတွေတောက်လာအောင်မီးရှို့သွားတာအဲ့ဒါကြောင့်ဒီအပြင်အာရဏ6ပါးကိုဓမြတခုလို့ခေါ်တယ်နော်ကဲလိုက်ဆိုပါအောင်အပြင်အာရဏ6ဝါဓမ္မာအပြင်အာရဏ6ဝါဓမ္မာဓမြတခုလူဆိုမှတ်ပါဓမြတခုလူဆိုမှတ်ပါဩဃ4ဝါကျေလဓမ္မာဩဃ4ဝါကျေလဓမ္မာပင်လေကြီးတာစီနေတော့တာပင်လေကြီးတာစီနေတော့တာအေးဩဃ4ပါကာမောကဘောကဒိဋ္ဌောကအဝိဇ္ဇောကအဲ့ဒါကိုဩဃ4ပါလို့ခေါ်တယ်ဩဃ4ပါသူကောင်ကထွက်ပြီးတော့ရေပင်ကျယ်ကြီးပင်လေကြီးသွားတွေ့နေတာကိုဒီကြိုင်မီယောကထက်သွားလိုက်မယ်ဆိုရင်လည်းကြိုက်ခမီတို့ရောက်ဟိုဘက်သွားတော့ပင်လေကြီးတွေ့တယ်မဟုတ်လားအေးအဲ့လိုပင်လေကြီးတွေ့သလိုဒီမဲ့တော့တကယ်ရေပင်ကျယ်ကြီးပြောတာမဟုတ်ဘူးတဲ့ကာမဂုဏ်ဒီဟူသောရေပင်ကျယ်ဘဝကဆိုတာဘဝဒီဟူသောရေပင်ကျယ်30တဲ့ပုံပဲလူဘဝနတ်ဘဝစသည်ပေါ့အဲ့ဒီဘဝဒီဟူသောရေပင်ကျယ်ကြီးဒိဋ္ဌောကတဲ့မိစ္ဆာဒိဋ္ဌိဒီဟူသောရေပင်ကျယ်အဝိဇ္ဇောကမတိမိုင်မာမှုမောဟအဝိဇ္ဇာဒီဟူသောရေပင်ကျယ်ကြီး
ရေပြင်းကြီးလေးခုသွားတွေ့တယ်တဲ့နော်သွားတွေ့တော့စဉ်းစားတယ်နောက်ကလည်းရန်သူတွေလိုက်လာပြီရေပြင်းကြီးကလည်းတွေ့ဒီဘက်ကန်းသာနေရင်တော့ငါသိမယ်ရန်သူတွေလိုက်လာငါသိမယ်အဲ့တော့ဒီဘက်ကန်းဆိုတာဘာလဲလို့မြတ်စွာဘုရားကအဲ့ဒါလေးမေးပြရှိလို့ဩရိမန္တိရံသပတိဩရိမန္တိရံသပတိဗယန္တိခောဘေခဝေပင်စံနိတံသက်ကာယတိတံအဓိဝဇနံဘေခဝေတန္တရာဘေလာမီကိုမျှော်တွေးရှုညာအိုသူတော်ကောင်းတို့မဟာဥဒကံမဟာဥဒကနဝတိခောဘေခဝေရေပြင်းကျဲပင်လေပြင်းကြီးဆိုတဲ့အမည်ကတော့စတုံနံဩဃာနံဩဃာတရား၄ပါးတို့ရဲ့အဓိဝဇနာအမည်ဖြစ်ပေတယ်ကာမောကတာကာမဂုဏ်ဒီဟုသောရေပြင်းကျဲဘဝကတာ32ဘုံ32ဘဝဒီဟုသောရေပြင်းကျဲဒိဋ္ဌောကတာမိစ္ဆာဒိဋ္ဌိဒီဟုသောရေပြင်းကျဲအဝိဇ္ဇောကတာမတိမိုင်မာမှုဒီဟုသောရေပြင်းကျဲရေပြင်းကျဲကြီးပင်လေကြီး၄ခုရဲ့အမည်ဖြစ်ပေတယ်တကယ်ရေပြောတာမဟုတ်ဘူးတဲ့ကာမဂုဏ်ရေပြင်းကျဲကြီးမကုနိုင်ကြပါမလားတော်တော်ကူးယူရမယ်နော်ကာမဂုဏ်ရဲ့အဲ့တော့ကာမဂုဏ်နဲ့ကူးလို့လည်းမဖြစ်ကာမဂုဏ်ပြီးတော့ဘဝတွေလူဘဝနတ်ဘဝပြမဘဝခွေးဘဝကြက်ဘဝငှက်ဘဝနဲ့ကျင်လဲနေရတာဒါကြီးကလည်းရေပြင်းကျဲကြီးဟုတ်ကဲ့မဟုတ်လားရေပြင်းကျဲကြီးမိစ္ဆာဒိဋ္ဌိအယူတွေကလည်းရေပြင်းကျဲကြီးအဝိဇ္ဇာမသိမှုမိုင်မားမှုရေပြင်းကျဲကြီးအဲ့ဒီရေပြင်းကျဲကြီးဆိုတာတကယ်ပင်လေကြီးပြောတာမဟုတ်ဘူးဩဃ၄ပါးပြောတာလို့မြတ်စွာဘုရားကပြောပြီးတော့မှဒီဘက်ကန်းဆိုတာကဘာလုံးဖျားဆိုတာဩရိမန္တိရံသပတိဗယန္တိခောဘေခဝေသက်ကာယတိတံအဓိဝဇနံဒီဘက်ကန်းဆိုတာကတော့သက်ကာယခေါ်တယ်တဲ့သက်ကာယဆိုတာသဆိုတာတန်တထင်ရှားရှိတော့ကာယကကိုသက်ကာယထင်ရှားရှိတဲ့ကိုခန္ဓာ၅ပါးကိုခေါ်ပါတယ်နော်ခန္ဓာ၅ပါးသက်ကာယကိုဒီဘက်ကန်းလို့ခေါ်တယ်တဲ့ဒီခန္ဓာ၅ပါးရှိနေရင်ရူပခန္ဓာကြီးရှိနေရင်ဆိုရင်မဲ့96ပါးယောဂဝေဒနာတွေရှိတယ်ရှိမယ်မဟုတ်လားဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့နာမ်ခန္ဓာတွေရှိရင်လည်းပဲအမျိုးမျိုးဒုက္ခတွေရှိတာတဲ့အဲ့ဒါကြောင့်ဒီခန္ဓာ၅ပါးအန္တရာယ်ကြီးများတယ်ဆိုတာဒီခန္ဓာ၅ပါးကိုပြောတာခန္ဓာ၅ပါးရှိနေတော့ဒီအန္တရာယ်ကြီးမှတို့မလွတ်ဘူးဟေ့ဘေးအန္တရာယ်ကြီးရှိတဲ့ဒီဘက်ကန်းကတော့သိပြီဗျာဟိုဘက်ကန်းကဘာလဲဗျာလို့မြတ်စွာဘုရားမေးတော့ဟိုဘက်ကန်းအတွက်ဘေးအန္တရာယ်ကြီးရှိတဲ့ဒီဘက်ကန်းကတော့သိပြီဗျာဟိုဘက်ကန်းကဘာလဲဗျာလို့မြတ်စွာဘုရားမေးတော့ဟိုဘက်ကန်းအတွက်ပါရိမန္တိရံခေမပတိဗယန္တိခောဘေခဝေနိဗ္ဗာနတိတံအဓိဝဇနံဟိုဘက်ကန်းဘေးအန္တရာယ်ကြီးကင်းတဲ့ဟိုဘက်ကန်းဆိုတာကတော့နိဗ္ဗာန်ပြောတာတဲ့ဟိုဘက်ကန်းဆိုတာဘယ်လိုပြောတာတော့နိဗ္ဗာန်ကိုပြောတာနော်နိဗ္ဗာန်ရောက်မှအေးမှာနိဗ္ဗာန်မရတဲ့ညတို့ဒုက္ခတွေကတော့တဏှာကြီးကြုံရမယ်တွေ့ရမယ်ခံရမယ်နော်အဲ့ဒါကြောင့်မြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာဟိုဘက်ကန်းအဲ့ဒါဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ကြီးပဲကိုနောက်ဆုံးရောက်ရမယ်ပန်းတိုင်ကြီးနိဗ္ဗာန်ဟိုဘက်ကန်းသဘောပေါက်ပြီနော်ခန္ဓာ၅ဝသက်ကာယပိကြောက်ဖွယ်ပေဗျံဒီကမ္မလေးနိဗ္ဗာန်အောင်တဆွဲမအမရီဟ
ဟိုဘက်ကံဖြောင်းတန်းရောက်ဖို့ပြီကဲဆိုကြည့်ပါဦးခန္ဓာ၅ရခန္ဓာ၅ဝသက်ကာယပြီခန္ဓာ၅ဝသက်ကာယပြီကြောက်ဖွယ်ဘေးဗျံဒီကံမှတ်လေကြောက်ဖွယ်ဘေးဗျံဒီကံမှတ်လေနိဗ္ဗာန်အောင်တဆွဲမှအမတိနိဗ္ဗာန်အောင်တဆွဲမှအမတိဟိုဘက်ကံဖြောင်းတန်းရောက်ဖို့ပြီဟိုဘက်ကံဖြောင်းတန်းရောက်ဖို့ပြီဟိုဘက်ကံဆိုတဲ့နိဗ္ဗာန်ရောက်မှတို့ဒုက္ခအေးမယ်မြတ်စွာဘုရားသခင်ကနိဗ္ဗာန်ကိုပန်းတိုင်ကြီးထားအဲ့ဒီရောက်အောင်အားထုတ်ရမှာနိဗ္ဗာန်ရောက်အောင်အားထုတ်တော့ပင်လေပြင်းကြီးကူးဖို့ဘယ်နဲ့လုံးမလို့ဆိုတော့အဲ့ဒီယောက်ျားကဖောင်လေးဖွဲ့တယ်မဟုတ်လားဖောင်လေးဖွဲ့ဒီလေးပဲနိဗ္ဗာန်ဒီဟူတော့ဟိုဘက်ကံရောက်အောင်ဖောင်ဖွဲ့ရမယ်တဲ့မဂ္ဂင်ရှိပါတရားများပေလှေဖောင်ကြီးလို့အပြီးမှတ်လေဖောင်ဖွဲ့ဆိုတာတကယ်တစ်သုံးတွေဝါးတွေနဲ့ဖောက်ရမှာမဟုတ်ဘူးတဲ့မဂ္ဂင်ရှိပါဖွဲ့ရမှာဘာဖွဲ့ရမှာတော့မဂ္ဂင်၈ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတာသီလမဂ္ဂင်2ပါးသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာကသီလမဂ္ဂင်3ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပကပညာမဂ္ဂင်2ပါးနော်ပြီးတော့မှသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတာကသမာဓိမဂ္ဂင်3ပါးပညာမဂ္ဂင်2ပါးသီလမဂ္ဂင်3ပါးသမာဓိမဂ္ဂင်ဘယ်နှပါးတော့3ပါးအဲ့ဒီမဂ္ဂင်7ပါးကိုဖောင်းလို့ခေါ်တာတဲ့ဟုတ်ကလားဖောင်းဆိုတာတကယ်တစ်တီဝါးတွေနဲ့လှုပ်တဲ့ဖောင်းမဟုတ်ဘူးတဲ့မြတ်စွာဘုရားကမဂ္ဂင်7ပါးဖောင်းဖွဲ့နော်လက်တွေခြေတွေနဲ့ရက်တက်တွေနဲ့ခတ်ဒီလိုလုပ်ရမယ်ဆိုလက်တူခြေတို့ကဘာလဲဖျားဆိုတာဟတ္ထေဤသာပါတိဤသာဝါယမမာနောတိခောဘိကဝေဝိရိယရမ္ပတိတံဒီဝဆနံငါဤจิตာယံတော်များတို့သန္တရာဘေလာမီကိုမျှော်တွေ့ရှုညောင်းအိုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လက်တေချီတွေနဲ့ရက်ပြီးတော့ကုခတ်တယ်ဆိုတာဘာလဲဆိုတော့ဝိရိယတရားတဲ့ဝိရိယတရားအထုတ်ခြင်းခေါ်တယ်တဲ့နော်လက်တေချီတွေနဲ့လှော်တယ်ခတ်တယ်ဆိုတာဝိရိယသမ္မာဝါယမမဂ္ဂင်လို့ဆိုလို့တယ်နော်သမ္မာဝါယမမဂ္ဂင်ဆိုတဲ့ဖြင့်သမ္မာတတိသမ္မာသမာဓိဒါတွေလည်းပါရောပေါ့ဗျာနော်သမ္မာဝါယမသမ္မာတတိသမ္မာသမာဓိမဂ္ဂင်3ပါးဖြင့်ကုခတ်ရမယ်တဲ့အဲလိုကုခတ်မဂ္ဂင်7ပါးတရားများပေလှေဖောင်ကြီးလို့အပြီးမှလေလက်ချေရဲ့လို့ကုခတ်နိုင်စေနိဗ္ဗာန်ဖြောင်းတန်းရောက်ဖို့ပဲကဲဆိုပါဦးမဂ္ဂင်7ပါးတရားများပေမဂ္ဂင်7ပါးတရားများပေလေဖောင်ကြီးလို့အပြီးမှတ်လေလေဖောင်ကြီးလို့အပြီးမှတ်လေလက်ချေရဲ့လို့လော့တဲ့နိုင်စေလက်ချေရဲ့လို့လော့တဲ့နိုင်စေနိဗ္ဗာန်ဖြောင်းတန်းရောက်ဖို့ပဲလက်ချီတွေနဲ့ရက်ပြီးကူးပြီးကူးသွားတဲ့အခါကျတော့ဆယ်ဝိရိယတွေနဲ့ကူးရမှာကိုမလောမခတ်ပဲနဲ့တန်ရောက်သွားပါမလားမရောက်ဘူးအဲ့တော့ဝိရိယလည်းရှိပါစေလို့မြတ်စွာဘုရားဆိုလိုပါတယ်နော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ဝိရိယရှိပါစေတဲ့ဝိရိယနဲ့လှော်ခါတဖြည်းဖြည်းရောက်ဒီကနေပြီးတော့ကဲကြိုက်ခမီးရသွားဘလူးကျွန်းဖြစ်ဖြစ်ရောက်ဘလူးကျွန်းကနေဟိုဘက်သွားကပ္ပလီရောက်ဟိုဘက်သွားတီဟိုကျွန်းရောက်တီဟိုကျွန်းကနေဟိုဘက်အိန္ဒိယဖျားပွင့်နဲ့ရောက်နိဗ္ဗာန်ရောက်ပေါ့အဲ့ဒါလိုပဲပေါ့ဒီလိုလက်ချေတွေနဲ့ကုခါပြီးတော့အာထုတ်သွားရင်ပထမသောတာပန်ဖြစ်ပေါ့နောက်ဒုတိယသဂရဂံဖြစ်တတိယအနာဂံဖြစ်စတုထကြတော့ယဟန္တာဖြစ်ဟိုဘက်ကရောက်ကြောတဲ့ဟိုဘက်ကရောက်တော့နော်ဟိုဘက်ကရောက်
ထလေဒိဋ္ဌတိပရမနောတိခောဘိခဝေအရဟတောဣတံဝဆနံခိုးဘက်ကန်းရောက်ဆိုတာဘယ်သူရောက်တာလဲဆိုတော့ဘိခဝေတန္တရာဝေလာမည်ကိုမျှော်တေရှုညောဥဒ္ဒရောကောင်းတို့ထလေဟိုဘက်ကန်းဒီဟုသောကုန်းပေါ်၌ဒိဋ္ဌတိတိပရမနောမကောင်းမှုကိုအပြအပပြုပြီးတဲ့ပုဂ္ဂိုလ်သည်ထလေဟိုဘက်ကန်းပေါ်၌ဒိဋ္ဌတိတိဟိုဘက်ကန်းတီဆိုတာဘယ်သူလဲဆိုတော့အရဟတောဣတံဝဆနံအရဟဣတံဝအဓိဝဆနာဤဟိုဘက်ကံပေါ်မဲ့တည်တဲ့ပုံနာဆိုတာကတော့အရဟတောယဟန္တာပုဂ္ဂိုလ်ရဲ့အဓိဝဆနာအမည်ဖြစ်ပေတယ်ဟိုဘက်ကံရောက်လို့ကုန်းပေါ်မဲ့တက်မိပြီဆိုတာယဟန္တာပြောတာတဲ့နော်ယဟန္တာပြောတာယဟန္တာဟိုဘက်ကံရောက်သွားပြီအဲ့ဒီတော့တရားတော်လည်းဒီမဲ့ဆုံးပါပြီနော်တရားတော်လည်းဆုံးပြီဟိုဘက်ကံရောက်ပြီဆိုကြည့်သားမအောင်နိဗ္ဗာန်ကံပဲလှမ်းတယ်ပြီးပြီနိဗ္ဗာန်ကံပဲလှမ်းတယ်ပြီးပြီယဟန္တာမြဖူလာအင်္ဇလီယဟန္တာမြဖူလာအင်္ဇလီနိဗ္ဗာန်ကံပဲလှမ်းတယ်ပြီးပြီနိဗ္ဗာန်ကံပဲလှမ်းတယ်ပြီးပြီယဟန္တာမြဖူလာအင်္ဇလီယဟန္တာမြဖူလာအင်္ဇလီယဟန္တာဖြစ်သွားပြီဖူလာအင်္ဇလီနိဗ္ဗာန်အောင်နံမဂ္ဂင်ဖောင်ကြီးတက်စီကိုစီမဂ္ဂင်ဖောင်ကြီးတက်စီကိုစီနိဗ္ဗာန်စံမြန်းနိုင်ပါစီနိဗ္ဗာန်စံမြန်းနိုင်ပါစီဒီမဲ့မဂ္ဂင်ဖောင်ကြီးကဖွဲ့လို့မပြီးသေးဘူးဘုံဘုံကဖွဲ့ပေးပါအောင်မယ်ဒီမဲ့ပါဠိတော်မှာတော့မဂ္ဂင်ဖောင်ကြီးဖွဲ့ပုံသိမ့်မပါဘူးနော်ပါဠိတော်မပါပြီမဲ့လို့ဒီပြင့်ပါဠိတော်ဟာနေယူပြီးတော့ဘုံဘုံကမဂ္ဂင်ဖောင်အဲ့ဒီမဂ္ဂင်ဖောင်ကြီးဖွဲ့ပြီးမှတက်စီးပြီးတော့နိဗ္ဗာန်သွားလို့ရမှာကိုနော်အဲ့တော့ဓာတ်18ပါးဓာတ်18ပါးကိုရှုတဲ့ဝိပင်းပါဠိတော်နီးပေါ့နော်ဝိပင်းပါဠိတော်နီးကဓွာရ6ပါးဓွာရ6ပါးတကားပေါက်6ခုဆိုတာမျက်စိနားနှာခေါင်းရှားကိုယ်စိတ်ဆိုတာမှာမျက်စိနားနှာခေါင်းရှားကိုယ်စိတ်အဲ့ဒီတကားပေါက်6ခုတကားပေါက်6ခုကိုရူပါယုံတတ္တယုံကန္နာယုံရတယုံဖုဒ္ဓဘာယုံဓမ္မယုံအာယုံ6ပါးတွေကဝင်ပြီးတော့ထိမှာနော်တကားပေါက်6ခုရူပါယုံကမျက်စိတကားမယ်ဝင်ထိမယ်တတ္တယုံကဘယ်မဝင်ထိမလို့နားမယ်ဝင်ထိမယ်ခန္ဓာယုံအနတ်တွေကနှာခေါင်းမယ်ဝင်ထိမယ်အရသာတွေကရှားမယ်ဝင်ထိမယ်အတွေ့အထိဖုဒ္ဓဘာယုံတွေကကိုယ်မာထိမယ်ဓမ္မယုံတွေကစိတ်မာထိမယ်အဲ့ဒါလို့6ခုဓွာရ6ပါးအာယုံ6ပါးဝိညာဉ်6ပါးမျက်စိတကားမှာရူပယုံတွေကဝင်ထိကြတော့မြင်စိတ်ပေါ်တယ်နားတကားမှာတတ္တယုံတွေကဝင်ထိလိုက်တော့ဘာပေါ်တော့ကြားစိတ်ပေါ်တယ်ဟုတ်လားမနှာခေါင်းမှာအနတ်တွေကဝင်ထိလိုက်တော့နာမ်စိတ်ပေါ်တယ်ရှားမှာအရသာတွေကဝင်ထိတော့ရတာယက်တိစိတ်ပေါ်တယ်ကိုယ်မယ်ဖုဒ္ဓဘာယုံတွေကဝင်ထိတော့ထိတိစိတ်ပေါ်တယ်မနောမှာဓမ္မယုံတွေကဝင်ထိလိုက်တော့ဗါတယ်တော့စိတ်ကူးစိတ်ပေါ်တယ်ခုနကိုရင်လေးစိတ်ကူးပြတာလေဟုတ်ကဲ့မဟုတ်လားခုဒီပရိသတ်တွေလည်းစိတ်ကူးဘူးတဲ့မဟုတ်လားနေတိုင်းကူးနေကြတာစိတ်ကူးရတော့နော်အဲ့တော့ဆိုကြည့်သားမအောင်မျက်စိအဆင်းကြောင်ရင်နှဖျားမြင်စိတ်တရားဖြစ်ပွားပေါ်လာမြင်စိတ်တ
တရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြီးတရားအနေစာပါဖြစ်ပြမှုရှုကြဖန်ခါကဖြစ်ပြမှုရှုကြဖန်ခါကမျက်စိနဲ့အဆင်းနဲ့ထိခိုက်မိတဲ့အခါမှာမြင်စိတ်ပေါ်တယ်တဲ့မျက်စိကစက္ခုဓာတ်အဆင်းကရူပဓာတ်မြင်စိတ်ကစက္ခုဝိညာဏဓာတ်ဓာတ်သုံးခုဖြစ်ပြသွားတယ်ဟုတ်ကလားမျက်စိနဲ့အဆင်းကယုတ်တရားမြင်စိတ်ကနံတရားယုတ်နံကွဲတော့နာမရူပပရိစ္ဆေရဉာဏ်ရတယ်နော်မျက်စိနဲ့အဆင်းကအကြောင်းတရားနှစ်ပါးမြင်စိတ်ကအကျိုးတရားတစ်ပါးအကြောင်းကြောင့်အကျိုးဖြစ်တာလို့သိတော့ပစ္စယပရိက္ခဉာဏ်ရတယ်နာမရူပပရိစ္ဆေရဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်နှစ်ခုရလိုက်ရင်ပဲသုလသောတာပန်ဖြစ်ပြီတဲ့ဖြစ်ပြက်ကလေးဖြူလိုက်တာကြတော့ဝိပဿနာဉာဏ်ဖြစ်အဲ့ဒီဝိပဿနာဉာဏ်ကမဲ့ခင်တဲ့ဖောင်ပဲအဲ့ဒါဟုတ်ကလားဝိပဿနာဉာဏ်ကအဲ့ဒီဖောင်လေးပေါ်ဒီတန်းဆက်ပြီးတော့ရှုပွားသွားရင်ဘယ်ရောက်မှာတော့နိဗ္ဗာန်ရောက်မှာဟိုဘက်ကန်းရောက်မှာနော်အဲ့ဒါကြောင့်ဒီဓာတ်18ပါးမြတ်စွာဘုရားသခင်ဝီပင်ပါဠိတော်ဒီလိုဟောပါတယ်သုံးခုစီဟောတာနော်မျက်စိအဆင်းမြင်စိတ်နောက်တစ်ခါနာအတန်ကြားစိတ်ဟုတ်ကလားဆိုသမ်းမအောင်နာအတန်ဓာရိုက်ခါတုံးလားနာအတန်ဓာရိုက်ခါတုံးလားကြားစိတ်တရားဖြစ်ပွားပေါ်လားကြားစိတ်တရားဖြစ်ပွားပေါ်လားဖြစ်ပြီးပြရာအနေစာပါဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြဖန်ခါကဖြစ်ပြမှုရှုကြဖန်ခါကနားနဲ့အတန်နဲ့ထိခိုက်မိတဲ့အခါကြားစိတ်ပေါ်တယ်နားနဲ့အတန်နာကယုတ်တရားကြားစိတ်ကဘာတော့နံတရားနာမရူပပရိစ္ဆေရဉာဏ်နားနဲ့အတန်ကအကြောင်းတရားနှစ်ပါးကြားစိတ်ကလေးကအကျိုးတရားတစ်ပါးအကြောင်းကြောင့်အကျိုးဖြစ်တာဆိုတော့ပစ္စယပရိက္ခဉာဏ်ရာအဲ့လိုနားနဲ့အတန်နဲ့ဒါလေးကိုရှုရင်းမှတ်တာပဲလည်းပဲမဲ့ဖို့နိဗ္ဗာန်ရပါတယ်နော်ရနိုင်တယ်နောက်တစ်ခါဆိုနှာခေါင်းအနံသင်ပြန်ဝင်လာနှာခေါင်းအနံသင်ပြန်ဝင်လာနံစိတ်တရားဖြစ်ပွားပေါ်လာစိတ်တရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြဖန်ခါကဖြစ်ပြမှုရှုကြဖန်ခါကနှာခေါင်းနဲ့အနံ့နဲ့ထိခိုက်မိလို့နံစိတ်ပေါ်တယ်နှာခေါင်းနဲ့အနံ့ကယုတ်တရားနှစ်ပါးနံစိတ်ကပါတယ်တော့နံတရားတစ်ပါးယုတ်တရားနှစ်ပါးနှာခေါင်းအနံ့ယုတ်တရားနှစ်ပါးကြောင့်နံစိတ်အကျိုးတရားတစ်ပါးဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ပစ္စယပရိက္ခဉာဏ်အဲ့ဒါကြောင့်အနံ့လေးတွေနာရင်မှတ်တာလဲမဲ့ဖို့နိဗ္ဗာန်ရပါတယ်ဟုတ်ကလားမှန်ပါပါဗျာကဲဆိုပါအောင်ရှာအရသာစားကြထွေလာရှာအရသာစားကြထွေလာရက်စိတ်တရားဖြစ်ပွားပေါ်လာစိတ်တရားဖြစ်ပွားပေါ်လာဖြစ်ပြီးပြရာအနေစာပါဖြစ်ပြီးပြရာအနေစာပါဖြစ်ပြမှုရှုကြဖန်ခါကဖြစ်မှုရှုကြဖန်ခါကသမင်းနေဟင်းနေမုတ်နေခဲပွဲဘောစင်နေစားတဲ့အခါတောက်တဲ့အခါရှာနဲ့အရသာထိခိုက်မိတော့ရက်စိတ်ပေါ်တယ်ရှာနဲ့အရသာကယုတ်တရားရက်စိတ်ကနံတရားနာမရူပပရိစ္ဆေရဉာဏ်ရှာနဲ့အရသာကအကြောင်းတရားနှစ်ပါးရက်စိတ်ကအကျိုးတရားတစ်ပါးပစ္စယပရိက္ခဉာဏ်အဲ့ဒါလို့ဆက်ပြီးတော့အနိစ္စဒုက္ခရှုလိုက်ရင်အဲ့ဒါနဲ့စာရင်မှတ်တာပဲမဲ့ဖို့နိဗ္ဗာန်ယဟန္တာအထိဖြစ်ပါတယ်သဘောပေါက်တယ်နော်တီဟိုကျွဲ့မယ်ရှင်းခေတုဟာတစ်ချိန်တုန်းကအဲ့လိုစာရင်မှတ်တာမဲ့ဖို့နိဗ္ဗာန်ရတဲ့လူတွေကိုအများကြီးဆိုပဲနော်အဲ့တော့စာရင်မှတ်တာလည်းပဲအဖြစ်ပြည့်ရှုပြီးတော့မှလိုက်ဆိုပါဦးကိုအတွေ့တာထီကလေးရာကိုအတွေ့တာထီကလေးရာထိစိတ်တရားဖြစ်ပွားပေါ်လာထိစိတ်တရားဖြစ်ပွားပေါ်လာ
ဖြစ်ပြီးပြရာအနေစာပါ ဖြစ်ပြီးတရားအနေစာပါ ဖြစ်ပြမှုရှုကြဖန်ခါက ပြည့်မှုရှုကြခံခါက ကိုယ်နဲ့အတွေ့အကြုံနဲ့ဖွတ်တဘာယုနဲ့ထိကမိတဲ့အခါကာယဝိညာဉ်ဆိုတဲ့ထိတိစိတ်ပေါ်တယ်အဲဒီတော့ဒီမလဲပဲကိုယ်နဲ့အတွေ့အကြုံဖွတ်တဘာဓာတ်တို့ကယုတ်တရားနှစ်ပါးထိတိစိတ်ကလေးကနန္တရားယုံနာနှစ်ပါးနာမရူပပရိစ္ဆေရညာကိုယ်နဲ့အတွေ့အကြုံကအကြောင်းတရားနှစ်ပါးထိတိစိတ်ကအကျိုးတရားတစ်ပါးအကြောင်းကြောင့်အကျိုးဖြစ်တာပစ္စယပရိက္ခညာအဲဒါလိုနာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာဉာဏ်စဉ်နှစ်ပါးရလိုက်ရင်မဲ့သုလသောတာပန်ဖြစ်တယ်တဲ့အပေတကာပိတ်တယ်လို့ဝိသုဒ္ဓိမဲ့တက္ကရာများဖွင့်ပါတယ်နော်အဲ့ဒါကြောင့်ကြိုးစားပြီးတော့ဒါတွေလည်းရှုရပြီးတော့မှမနောတဘောထင်လာသောအခါ မနောတဘောထင်လာသောခါ တွေးစိတ်တရားဖြစ်ပွားပေါ်လာ သိစိတ်တရားဖြစ်ပွားပေါ်လာ ဖြစ်ပြီးပြရာအနေစာပါ ဖြစ်ပြီးတရားအနေစာပါ ဖြစ်ပြမှုရှုကြဖန်ခါက ပြည့်မှုရှုကြခံခါက မနောဒွါရမယ်ဘဝင်စိတ်တည်းဟူသောမနောဒွါရဓမ္မယုံဤလာပြီးတော့ထိကတဲ့အခါစိတ်ကူးစိတ်တွေပေါ်တယ်ခုနကိုရင်လေးစိတ်ကူးသလိုပေါ့အဲ့ဒီစိတ်ကူးစိတ်တွေလည်းပဲခဏလေးအတွင်းမိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းဖြစ်ပြီးပြည့်သွားတယ်ဖြစ်ပြီးပြည့်သွားတဲ့အတွက်အနိစ္စဟုတ်ကဲ့မို့လား မှန်ပါဗျာ ဖြစ်ပြက်လို့ကိုမဆုံးနိုင်ဘူးအဲ့ဒါကြောင့်ဒုက္ခဟုတ်ကလားမဖြစ်ပါနဲ့မပြစ်ပါနဲ့တားလို့စီးလို့ရရဲ့လားကိုယ်အလိုမလိုက်တဲ့အတွက်အနတ္တဒါကတော့သုံးချောင်းခေါ်တယ်အနိစ္စတော့အနိစ္စ ानु ပဒနာတော့ဒုက္ခ ानु ပဒနာတော့အနတ္တ ानु ပဒနာတော့အဲ့ဒီတော့သုံးချောင်းနဲ့ဖွင့်လိုက်လို့ရှင်နိဗ္ဗာန်တကားပွင့်တယ်တဲ့ဟုတ်ကလား မှန်ပါဗျာ တော့သုံးချောင်းဘုံဘုံကပေးခဲ့ပြီနော်ကိုယ့်အကူဖွင့်ကြပြီတော့ဟုတ်ကလား မှန်ပါဗျာ မဲခင်ဖောင်ကြီးဆိုရလဲခုနဓာတ်18ပါးမျက်စိကဓာတ်3ပါးနားကဓာတ်3ပါးနှာခေါင်းကဓာတ်3ပါးရှားကဓာတ်3ပါးကိုယ်ကာယဒွါရမှာဓာတ်3ပါးမနောဒွါရမှာဓာတ်3ပါး36လီ 18ပါ 18အဲ့ဓာတ်18ပါးရဲ့အဖြစ်အပျက်တွေရှုရင်ဒါလှေဖောင်ကြီးမဲခင်8ပါးလို့ခေါ်တယ်နော် မှန်ပါဗျာ ထင်ရှားတာကတော့အနိစ္စ ानु ပဒနာရှုဒုက္ခ ानु ပဒနာအနတ္တ ानु ပဒနာဆိုတော့တမ္မာဒိဋ္ဌိမဲခင်ကထင်ရှားတာပေါ့တမ္မာဒိဋ္ဌိမဲခင်ဖြစ်အောင်ဝိတက်စေတသိက်တမ္မာသင်္ကပ္ပကအာယုံမောတင်းတင်ပေးရတော့သူလဲပါမှဖြစ်တာနော် မှန်ပါဗျာ ပြင်းမနေပဲနဲ့အာထုတ်တော့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိမဲခင်လေးလည်းဖြစ်အဲ့ဒီမဲခင်၅ပါးနဲ့ပဲမဲ့ဖို့နိဗ္ဗာန်ရပါတယ်တဲ့၈ပါးမယ်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတို့ကတော့အရင်ကျင့်ထားတာနော် မှန်ပါဗျာ သီလကခုမဲ့ခုတရားပွဲမှာပဲသီလကအရင်ဆောက်တည်တယ်မဟုတ်လား မှန်ပါဗျာ အဲ့တော့သီလမဲ့ခင်၃ပါးကအရင်ပြီးတော့မှတမာရီမဲ့ခင်ပြီးတော့မှနောက်ဆုံးဝိပညာမဲ့ခင်ဖောင်ကြီးစီးပြီးတော့နိဗ္ဗာန်ဟိုဘက်ကန်းရောက်ကြသဘောပေါက်ပြီနော် ဟုတ်ပါတယ်ဗျာ တို့တရားဓမ္မအပေါင်းသူတော်ကောင်းတို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့မဲ့ခင်ဖောင်ကြီးတက်စီပြီးတော့နိဗ္ဗာန်တည်းဟူသောဟိုဘက်ကန်းတက်လှမ်းနိုင်ကြပါစေနိဗ္ဗာန်တည်းဟူသောဟိုဘက်ကန်းရောက်၍ယန္တာပုဂ္ဂိုလ်တို့ဖြစ်ကြပါစေယန္တာပုဂ္ဂိုလ်တို့ဤသုတိချာမဲ၌မိတိဘုံမိတိဘဝဂတိယောနိတတ္တဝါသာရုမာမတဖန်ထမှန်၍မဖြစ်ရခြင်းဆိုတဲ့အနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီစံနိုင်ကြပါစေအနုပါဒပရိနိဗ္ဗာန်ကိုစီစံညာရသဖြင့်ကမ္မဝဝိပါကဝကိလေသာဝတိဟုသောဝိဒုက္ခခတိတံနရမိတော်မိဘုံကြီးအပြီးတိုင်ငြိမ်ကြပါစေကုန်သတည်း သာဓုသာ